အားလုံးပဲမင်္ဂလာပါကျွန်တော်တရားစားပါကျွန်တော်အခုလက်ထဲမှာကျွန်တော်ကင်ထားတာကဒါ DNHT ဆိုတဲ့ brand portable pocket wifi ပေါ့နော်ဒီကောင်ကကျွန်တော်တို့ wifi 6နီးပညာသုံးတာရယ် display ပါမယ်ပြီးရင်ဒီကောင်ရဲ့ color ကကျွန်တော်ခရမ်းပေါ့နော်ဟုတ်တယ်ဒီ video ထဲမှာဆိုအပြာပဲပြလိုက်မယ်ပေါ့နော်ဒါ reality မှာတော့ခရမ်းဖြစ်လိုက်မယ်ဒီကောင်လေးကဒီ display လေးနဲ့ battery ကကျတော့ 3000 mAh ပါဝင်မယ်ဒီကောင်က power button တစ်ခုပါမယ်ကျွန်တော် WPS function ပါမယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ဒါ mix up ပေးခြင်းတယ်ပေါ့နော်အားသွင်းစနစ်ကတော့ type C ပဲဒီကောင်ကသူ့ရဲ့ဖိုးကိုကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ဒီမှာဆိုတော့3000 mAh WPS function ပါမယ် Wi-Fi 6 နည်းပညာကိုသုံးတာတယ်အဲ့တော့အဲ့ Wi-Fi 6 နည်းပညာကဘယ်အောင် supporting သွားပေးလဲဆိုလို့ရှိရင်ဒီကောင်ကကျွန်တော်တို့ပုံမှန်ပေါ့နော်ကျွန်တော်တို့ short range ရယ် medium range ရယ်ကျွန်တော်တို့ long range ရယ်ဆိုပြီးတော့ကျွန်တော်တို့ကဒီ Wi-Fi ရဲ့ connection range ကိုကျွန်တော်တို့ကဒီ web interface မှာကျွန်တော်ချိန်ကြည့်လို့ရတယ်ဒီကောင် original ကတော့ကျွန်တော် medium range နဲ့ပဲလာမယ်အဲ့ဒါမှကျွန်တော်တို့ long range လိုချင်လဲကိုယ့်ကိုပြန်ချိန်လို့ရတယ်ပေါ့နော်ပြီးတော့ဒီကောင် Wi-Fi 6 ကိုသုံးဖို့ထားတယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့12 device ကိုကျွန်တော် direct ချိန်ပြီးတော့သုံးမယ်ဆိုရင်တော့မှဒီ portable pocket wifi line ဆွဲအားညှိနေဆိုပြီးတော့ပြောတယ်ပေါ့နော်ပြီးတော့ဒီကောင်ရဲ့ဒီကျွန်တော်တို့ပေါ့နော်ဒါကပြောမယ်ဆိုရင်ဒီ set က all-in ပေါ့နော် all-in ဆိုတော့ကျွန်တော်တို့ကြိုက်တဲ့ SIM ကတ်ထည့်သုံးလို့ရတယ်အတန် flexi net ကထည့်တန်းထိုးတန်သုံးမဲ့အခြေအနေဘာမှထွေထူးလုပ်ကြမလို့ဒီမှာ flexi net ကတီးကန်နော်အခုမပါဘူးဆို flexi net မထည့်နဲ့ကျွန်တော် flexi net ပဲသုံးတယ်ကျန်တာမသုံးနော်အဲ့တော့ကျွန်တော်ချက်ဖွင့်မယ်ဆိုတော့ကျွန်တော်တစ်ချက်ဖွင့်မယ်ပြီးတော့သူ့ရဲ့ battery သူ့ရဲ့ logo သူ့ brand နဲ့ပဲเนาะအဲ့တော့သူထုတ်ထားတဲ့သူ့ရဲ့ company name မှာပါတယ်เนาะအားပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကို battery ဖြုတ်ဒီကောင်ကထူးခြားတာပါလဲဆိုတော့ဒီကောင်ကကျွန်တော် nano sim မဲ့ဒီကောင်ထည့်ရအသေးဆုံး size ပေါ့เนาะဟိုဘာမှမရှိဘူးကျွန်တော်တို့ macro standard တွေသုံးကြမလို့ဒီမှာ nano sim ထည့်ရမှာသူကသေးတာဖြစ်တဲ့အတွက်နည်းတော့သတိထားရတယ်เนาะနောက်ဆိုရင်လောက်ဖွင့်နော်ပြီးဖွင့်မယ်ဒီမှာကတ်ထည့်လိုက်နော် flexi net ကတ်ကိုထည့်ချင်တဲ့ကတ်ထည့်ပါဗျာကျွန်တော် flexi net ကတ်ထည့်ပြီးစမ်းပါတော့ flexi net ကတ်ကိုကျွန်တော်ထည့်တယ်ထည့်သွားရပါဤသူရတိုင်းရပြီပြီးပြန်ဖိလိုက်ရပြီပြီးဒီထဲမှာသူ့ကို control လုပ်လို့ရမယ့်ဟာတွေပါတယ်အဲကြည့်လို့လည်းရတယ်ဗောနော်ကျွန်တော်တို့တစ်ခါဖွင့်မယ်တက်မယ်ပြီးကြောင်း okay ပြီး power point မှာသူ logo brand နဲ့ကျွန်တော်တက်မယ်ဆိုတော့ခဏလေးစောင့်မယ်ဒီဗီဒီယိုမှာတော့ဘာမှဖြတ်တာတောက်တာဘာမှပါမှာမဟုတ်ဘူးအကုန်လုံးအရှိကိုရှိတိုင်းကျွန်တော်ရိုက်သွားမှာအဲ့တော့ဒီကောင်ကကျွန်တော်တို့ဒီမှာသူ့ရဲ့ပုံစံက screen ကဒီလိုပုံစံပြမှာအဲ့တော့ပြောမယ်ဆိုရင်ဒါဆက်ကဒါအခုကလုံးဝအသက် parking page ကိုကျွန်တော်ဖွင့်လာတာအဲ့တော့ဒီထဲမှာကျွန်တော်တို့ကအချိန်ကြည့်လို့ရမယ် date ကြည့်လို့ရမယ်ပြီးသွားလို့ရှိရင်ဒီထဲမှာထည့်ထားတဲ့ gap ပေါ့နော်ကတ်ကိုကျွန်တော်တို့ line မိကြည့်လို့ရမယ်ပေါ့နော်ပြောမယ်ဆို flexi net ကတန်းထိုးပြီးတန်းသုံးရုံပဲဘာမှထွေထူး setting တွေပဲချိန်ရမလို့ဒါပေမဲ့အခုက limited service ဆိုပြီးသူပေါ်နေတယ်အဲ့တော့ဘာကြောင့်လဲတော့မသိသေးဘူးကျွန်တော်တစ်ချက်လုပ်ကြည့်လိုက်အောင်လုပ်ကြည့်လိုက်ပွားလို့ရှိရင်ကျွန်တော်ဖြစ်မယ်အဲ့ဒါခု connecting ပြလာတယ်လုပ်စရာတော့မလိုသူ့အတူတန်းတက်တယ်เนาะဘာမှထွေထူးလုပ်စရာမလိုဆိုတာပြောချင်တာအဲ့တော့တန်းထိုးတန်းသုံးဘာညာအကုန်ပြီးဒီမှာအခုဆိုရင်ကျွန်တော်တို့က17လပိုင်း25နေ့ရောက်နေပြီဒီအဲ့ဒါကြီးကကျွန်တော်တို့ကိုပြန်ချိန်လို့ရတယ်အချိန်ဆိုလဲကျွန်တော်တို့ setting ထဲမှာwide interface setting ထဲမှာကျွန်တော်တို့အချိန်ကိုကျွန်တော်တို့ရန်ကုန် region reactor နဲ့သူပြန်ပြီးတော့ဆင်ပြေပါမယ်ပေါ့နော်ပြန်ပြပါမယ် battery ပိုင်းအကုန်ပြမယ်ပြီးရင်သူကကျွန်တော်တို့ဒီမှာဆိုရင် username pass ကိုပုံမှန် ရှား wifi set ဆိုဒီမှာပေါ်ဒီကောင်မပေါ်ချင်းဒါလေးတစ်ချက်နှိမ့်မှာပေါ်တာเนาะအဲ့ဒါမှ WPS function ကိုနောက်ထပ်တစ်ချက်ထပ်နှိမ့်မယ်ဆိုရင် QR code ပေါ်တယ်เนาะအဲ့ဒါအားသာချက်ပဲဗျာเนาะဒီ set ကကျွန်တော်လက်ရှိပွင့်လင်းပြောမှာဆိုကျွန်တော်ရောင်းပေးနေရောင်းတယ်ဆက်သီးတန်စီ3သိန်းခွဲနဲ့ရောင်းပေးတယ်မြန်မာတနိုင်ငံလုံးပစ္စည်းအောင်ငွေချင်တယ်ကျွန်တော်ပို့ပေးတယ်ဖုန်းနဲ့ဆန်းပြီးတော့သုံးမနေဘူးဘာဖြစ်လို့လဲဆိုတော့ဆက်ကစောင်းရန်ကောင်းလို့တဲ့ပဲပြောတာစောင်းရန်ကောင်းလို့ဖုန်းနဲ့ဆန်းပြီးသုံးမနေဘူးခင်ဗျားတို့ကိုယ်တိုင်ကိုကြလာရောက်ပြီးတော့စမ်းသက်ဝယ်ယူခြင်းလဲဆိုရင်တာဂက်တာအနော်မာကိုလန်အိမ်နံပါတ်35ကို4လွှာမှာကြိုက်တဲ့ချိန်လာဝယ်လို့ရတယ်ကြိုက်တဲ့ချိန်ဆိုတာလည်းမနက်9ညနေ9တိုင်အတွင်းလာဝယ်လို့ရတယ်လာမဝယ်ခင်ဖုန်းကြိုဆက်ပြီးကျွန်တော်တို့ဘက်ကအဆင်သင့်ဖြစ်အောင်လုပ်ပေးထားမယ်နော်လုပ်ပေးထားမယ်ဆိုတာဆက်ကိုပြောတာမဟုတ်လူတွေအဆင်သင့်ဖြစ်အောင်လုပ်ပေးထားမယ်ခါကျရင်ကျွန်တော်ကခြေရှိတက်တယ်အပြင်ဒီပါကြီးသွားတက်တာဖြစ်တဲ့အတွက်မရှိမှာဆိုလို့ဖုန်းလေးကြိုဆက်ပြီးเนาะလာဝယ်ခြင်းဝယ်လို့ရတယ်ကျွန်တော်ဒီမှာ DPC တွေလိုသလောက်ရှိတယ်အကြိုက်ရှိတယ်လက်ကားသမားလည်းလိုချင်9လုံးကနေစပြီးတော့ပေးတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်တရားရစားဖြစ်ပါတယ်